Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ခရီးထွက်ရတာကြိုက်တယ်ညီမနဲ့ရဲ့အကြောင်းလေးတစ်ဆက်ပြပါမယ်ဟာမနဲ့တောင်မိုးလေးမိပဲကောင်းမအောင်ကတွားနိုးအောင်မယ်ဟဲ့ကောင်းမဟဲ့တော်ဘလို့အိမ်ဟဲ့ကောင်းမထားတော့မနဲ့မိုးလေးမိဟဲ့ထားတော့ဟုတ်ကဲ့ပါမမတပည့်ထားပါပြီဒီမိဘာပြောမလို့တပည့်ပြောစားရှင်တိလားမမတပည့်ဒီခရီးထွက်ချင်တာတိလားဟုတ်တယ်ငါလည်းမြို့လာပြောမလို့ငါလည်းခရီးထွက်ချင်တာအဲ့ဆိုတပည့်ကိုခရီးထွက်ကြမှာလေအေးဆိုတပည့်ကိုဘယ်နေရာခရီးထွက်ကြမှာငါတို့အပန်းဖြေနေရလေးစိတ်အပန်းဖြေနေရလေးတစ်ခုခရီးထွက်ကြမှာလေအေးတပည့်လည်းအဲ့နေရာတခါမှမသွားဘူးဆိုတော့ကြက်အဲ့ပြောကတာဆိုရင်ငါရေတော့ချိုးရမှာနဲ့ထောက်တပြထားတော့ဟုတ်ကဲ့မမကတာဆိုရင်ငါခရီးထွက်ပါဆိုတော့ငါရေတော့ချိုးရမယ်ရေချိုးဖို့ဝစားလိုက်မယ်ဝစားလိုက်ပြီဆိုရင်ချိုးမှရေလေးကလည်းအေးနာပဲခရီးထွက်မှာမို့လို့လားမသိကဲငါမှပြောတယ်လို့ငါအထုပ်တွေသွားပြင်ရမဟုတ်တယ်ခရီးထွက်မှာဆိုတော့ထုတ်တော့ပြီပဲငါအမတွက်ကကြအထုပ်ကြီးငါအတွက်ကအထုပ်သေးရဲ့အထုပ်လေးလည်းပြပြငါလည်းမုန်းနေလဲဆုံထည့်ပြီးဆိုငါခီးတော့ဝစားလိုက်မယ်အကြီးတဲ့ပင်ပြန်လာငါလည်းရေချိုးပြီးဆိုတော့ငါခက်တော့မယ်အကြီးဒီကောင်မပဲနေရနေဟဲ့ဖဲငါအဝတ်စားလဲမဟုတ်ကဲ့ပါကဲအဝတ်စားလဲပြီးဆိုရင်ငါတို့ခရီးထွက်ကြမယ်ကမနဲ့စားတော့လားမစားတော့လေငါတို့နောက်ကျနေမယ်အခုချိန်တောင်9 နာရီကျော်နေပြီဟုတ်ပြီမရေအဲ့ဒါနဲ့အိတ်ရွယ်ပြီးပြီလားကဲဒါဆိုရင်သွားကြမယ်လား Let's go သွားကြမယ်မအေးရကားနဲ့ပဲသွားမှာလားဟုတ်တယ်လေအေးရကားနဲ့မသွားတော့ဘယ်လိုသွားမှာတော့ကားငါသွားရင်ငါတို့ပြင်မှာဈေးကြီးပေးရတယ်လေကိုရိုင်းသွားရင်တော့မကောင်းတာပဲနီးလေးပဲခရီးရโอเคဒါဆိုရင်သွားကြမယ်နင်ကောင်းမှုတက်လားမှုတက်တယ်မဈေးဝယ်မလားတော်ပြီတမီးအိမ်မှာရှက်မုံနေအကုန်တွတ်ထဲလာတာအေးဒါဆိုရင်လည်းပြီးအောင်ကဲလာတော့မယ် let's go ခရီးရဝေးလာမဝေးဘူးနဲ့ကောင်းမှုတက်တယ်ဆိုတော့အဆင်ပြေခရီးရလည်းမဝေးဘူးလေဟတ်လားခရီးရဘေးနားလေးဆိုရောက်ပြီလို့ဟိုအပေါ်မှာလေးခရီးရငါတို့ဒီမှာတလာနေဘေးနားမှာလေးငါတို့ကားဘေးနားမှာခေါင်းတက်ပြီးအဲ့အပေါ်မှာဟတ်လားဒါဆိုရင်တော့မဝေးတော့နီးလေးနော်ဟုတ်တယ်ငါနဲ့ကောင်းမှုတက်တယ်ဆိုအဆင်ပြေတယ်ဟိုထိန်နားလေးဆိုရောက်ပြီဟိုအပေါ်ထိန်နာလေးဆိုရောက်ပြီဟလာပြီးတော့အရန်ပြောပဲဒီနေ့သမီးကတော့ခေါင်းမမူးတော့ဘူးဘလို့မူးမလဲခရီးရမှနီးလေးကိုဟုတ်ပြီမမကြီးဒါနဲ့သမီးတို့သွားတဲ့နေရာဘင်းနေရာပါလေစိတ်အပန်းဖြေနေရလဲအုံနောက်လေးနဲ့နည်းနည်းပပမှတ်ထားပါအောင်ဟုတ်ပြီမဟိုထိတ်ဆိုရောက်ပြီပေါ့ဟုတ်တယ်နေရတော့ငါသွားမခရီးငါတော့မြင်းချင်းနေပြီနေရောမြင်းနေပြီမရတော့စစ်လို့ရှားနေပြီအေးဆိုရင်ငါတို့သွားကြမယ်ဟိုထိတ်ဆိုရောက်ပြီသွားကြမယ်လာဟိုမှာတက်လာတက်ပင်နေတာလမ်းမြင်နေရတယ်ဒီပေါ်နေတော့မှငါတော့ရှောင်လို့ပဲလာဟိုအပေါ်မှာငါတော့မြင်နေဟိုမှာလေးတက်ပင်နေထူထပ်နေတာအဲ့နေဟလာမအရမ်းမိုက်တယ်နော်မဟုတ်တယ်လေမောက်တာပေါ့ဒါအွန်လိုင်းမှာအရက်ခက်စားတာငါတော့မှလေးတွားချင်နေရကြပြီအခုကငါတကယ်ရောက်ခဲ့ပြီဟုတ်တယ်မမသမီးလေးတွားချင်နေရကြပြီသမီးတို့ကခရီးထွက်လာကြိုက်တယ်ဆိုတော့ဒီလိုနေရာလေးကသမီးတို့အတွက်အရန်အဆင်ပြေတယ်ဟုတ်တယ်လာငါတို့အိမ်မဲ့နေရငါတို့ဒီအသားရောင်လေးနားမှာအိမ်မယ်โอเคသမီးတို့ဒီအသားရောင်လေးနားမှာအိမ်မယ်ငါတော့အပန်းရောင်နားမှာအိတ်ချင်တာအပန်းရောင်ကအိတ်တဲ့ခရီးမပါဘူးလေစားတောက်တဲ့နေရာလေးပဲဆိုတော့ငါတို့ကဒီအသားရောင်နားလေးမှာပဲအိတ်ကြမယ်လေဟုတ်ပြီကဲဒီမှာဒါငါတို့အိမ်ရမယ့်နေရာအရေးတော့ဘေးရောက်လာအေးတော့မြောင်းနဲ့ပြုတ်ကြနေလာညတော့လုပ်ပြန်နော်လာငါနဲ့ကိုပြန်ပို့ရအောင်မယ်နော်ညာလည်းအပြေးပြောင်လို့စမ်းမအေးဟုတ်ပါပြီမမရဲ့ကဲလာငါတို့အခုပါငါတို့အိမ်မှာမနှက်စာမစားခဲ့ဘူးဆိုတော့ဒီငါတို့အခုပစ္စည်းပါမနှက်စာစားလိုက်ရပြီဒီမှာမနှက်စာဆိုင်ရှိရလေအဲ့ဆိုတော့အစ်စိတ်ပဲဒီစီကစားတောက်ဆိုင်နဲ့ကောင်းပါနော်မဟုတ်တယ်ဒီစားတောက်ဆိုင်တွေအရင်ကောင်းတာတဲ့ online မှာနာမည်ကြီးနေတာဒီစားတောက်ဆိုင်တွေလည်းဟုတ်လားငါတို့ဒီနားလေးမှာထိုင်စားလိုက်ကြရအောင်အလေခုံလေးမှာထိုင်စားမယ်โอเคမကဲထိုင်နေပါစားမိုးချင်တယ်မိုးချီစားလို့ကောင်းတယ်နော်အီလေးနဲ့ဟုတ်တယ်မအရင်စားလို့ကောင်းနောက်ခါကြာဒီစားရုံတကူတကားလေးလာစားတော့မယ်ဟုတ်တယ်ခုကတော့ငါတို့ရေပါချိုးကြပဲโอเคရေသားချိုးပဲ let's go သွားကြပဲဒီအပေါ်ဟတ်တော့ဒီကဘာလေးဘေးရောက်နေတာတော့အရက်တော့နေတာဟဲ့နဲ့အပြေးမြောင်လှုပ်ထားဘေးသွားလေနဲ့အပြေးပြန်ပွဲတွေမှာလေပိုင်နေဟိုကပြုတ်မှာတိလားအပြေးပြန်ပွဲတွေမှာလေပိုင်နေက mà pin đi rồi nè suy mà bố hốc bà đi mà mi lấy cho mà mày khu là khi giàu là so khi sẽ lấy trả dạ
โอเคတော့ဒီကဘာဘေးအောင်ငါပြောရအောင်ကြားရလားမသိကဲကဘာလာဟိုဒီချိုးတာဟိုဘေးနားမှာလည်းမသိဒီနေ့ကအရမ်းမြင်တာဆိုလေကားတိတ်အရမ်းညောင်းတာဟဲ့ဟုတ်တယ်မမရဲ့ဘေးနားမှာသွားမှာတော့မသိအပေါ်ဆုံးထပ်မှာလားမသိဘူးဆိုချစ်တာအပေါ်ဆုံးထပ်မှာထင်တယ်လာနန်းလာမမနန်းလာငါလည်းစကားပြောနေတာဒီကြာတော့မှချင်းကအရေးဒီကောင်မလေးအောက်ရောက်သွားပြန်ပြီအဲ့ဒါကြောင့်ငါသူအပြင်းနေရလို့ပြောနေတော့မကြောက်ဘူးလာပြေးလို့မလိုက်ခဲ့မအဝိုင်းကိုနာမရချုကပဲဒါလေးမှာအော်ညီမလေးအပေါ်ဆုံးထပ်မှာနော်အော်ကဲကျေးဇူးပါနော်အမဒီချုကအပေါ်ဆုံးထပ်မှာလားအော်ကျေးဇူးပါနော်ညီမရပါတယ်ကဲသွားမယ်လာအပေါ်ဆုံးထပ်မှာလေအပေါ်ဆုံးထပ်ကိုတက်သွားမှာအပေါ်ဆုံးထပ်သွားမှာလားပေါ်ဆုံးထပ်အေးဒီမှာပဲရေချုကဟဲ့ရေချုကနွေးရင်နွေးကန်ထင်တယ်ဟုတ်လောက်တယ်မမရေလာငါတို့ရေချိုးရအောင်ငါတို့ရေချိုးတဲ့ဝယ်စားလေးလဲရမယ်လာပေါ့မလေးဟဲ့ဝယ်စားလေးကဲဝယ်စားလေးလိုက်ပြီဆိုရင်ငါတို့ရေစိန်ကြမယ်ရေလက်နွေးနာပဲနော်ဟုတ်တယ်မမတမီးကတော့နောက်ခါကြဒီမှာပဲလာစိန်တော့မယ်ဟုတ်တယ်ငါလည်းဒီမှာပဲလာစိန်တော့မှာခွဲတော့ငါတို့ဝေနာပေါ်သွားကြည့်ကြမယ်လာဟဲ့ဝေနာအမြင်ကြီးပဲတော့ငါကြောက်တယ်ဟုတ်တယ်မမဒီဘောကနေပြုတ်ကျလိုက်ရတော့မသွေးရစေရမယ်ဟုတ်ပါကဲလာငါတို့အင်ကြီးကိုပြန်လဲကြမယ်မလဲအင်ကြီးပြန်လဲမယ်ကဲအင်ကြီးလဲပြီးဟဲ့ကောင်ကအင်ကြီးလဲဟဲ့မလိုက်တော့လားအင်ကြီးလဲအဲ့ပတ်လိုက်မယ်ကဲခွဲငါတို့အင်ကြီးလဲလိုက်ပြီးဆိုတော့နောက်ထပ်ငါတို့နေ့လေစာထက်စားမယ်ရေချိုးပြီးတော့ငါလည်းဘိုက်ကထက်စားလာပြန်ပြီမဒီနားလေးစားတော့ဆိုင်လမ်းပြီအော်ဟုတ်တယ်ညီမလေးဒီဘက်မှာSam Time ဒီစီကလေစားတောက်ဆိုင်ရောရှိတယ်ပြီးအိတ်တဲ့နေရာရောရှိတယ်ရေချိုးတဲ့နေရာရောရှိတယ်ရက်စက်ကောင်းနေတော့မဟုတ်တယ်နောက်ခါကျငါဒီဆောင်တကူတကားနဲ့ပဲလာစားတော့မယ်ဟုတ်တယ်မမရေဟောဒီနားလေးကအိတ်တဲ့နေရာထင်တယ်ဟုတ်တယ်ဒါအိတ်ရာတွေနဲ့သွားမယ်အောက်ထက်ကိုသွားစင်းကြမယ်ငါကြည့်နေရတော့မလားသွားမယ်ကမဘေးရောက်လာငါပြောအောင်ကြားလာအောက်ထက်ဆင်းမယ်လာအောက်ထက်ကိုဆင်းကြမှာဒါဒီကမဘေးရောက်သူငါထက်ရှိရောက်လာပေါ့နေရာလည်းအတော့ရရှိတာပဲတော့ငါထက်ရှိရောက်နေတာသွားမယ်ချင်းလာတော့မီးလာတော့ကဲအပေါက်ကိုရောက်ပြီဆိုတော့အပေါက်ကိုထွက်မဲပြီးငါတို့စီပန်းဖြဲနေရအောင်တွားကြမယ်ဟုတ်ပြီမမအရေးရဘေးရောက်လာတော့ကမလေးငါပြောတာကြားလာဟဲ့ကဘာဟုတ်တော့ပါမလားပြန်ထားလိုက်ပါတော့ငါကပြောမယ်ဝါစိတ်ပန်းရှင်ရရောက်မိုက်တာပဲအဝမ်းမှနာမည်ကြီးနေတာဒီတီလာလာမယ်ပဲဆိုပြီးတော့မလာဖြစ်တာအခုတော့ရောက်ရှိပြီနေရာရလည်းအရန်ပါရပဲအရန်မိုက်တယ်ငါတို့ဒီနေရာကြိုက်သွားပြီမိုက်တာပဲဒီပါဒီပလေးကားလေးတော့ဒါကဟမ်ညနေကျဘီလေးစားမယ်ဟဲ့မမင်းလည်းโอเคလေးကမွေးနေတပြစားကြနေပြီအေးပါငါလည်းမင်းလုံတာပါညနေလည်းရောက်ပြီဆိုလေငါတို့နေ့လည်းပြတ်ထားလေညနေကြရေမှာစားမယ်ဆိုပြီးတော့လေညကုံသွားပြီပေါ့မလေးငါညမကုံသေးပါဘူးစားကောင်းနေတော့မမအေးငါလက်ရလေခုကငါမုံလေးစားမယ်စားပြေမုံလေးစားမယ်နေမစားဘူးလားစားမယ်နေမစားဘူးလားမစားရင်လည်းနေမရတော့မစားတော့ဘူးရှင့်ဘိုက်ဝါနေပြီငါတော့ဘိုက်မဝစားမှာဘောမစားမယ်ဟဲ့ငါမုံလေးယူလိုက်ပြီးနှမျောဆိုင်ငါစားအော်ဒါနဲ့ငါတော့ဒီမှာတရက်မှနေမှာမဟုတ်တာ2ရက်3ရက်လောက်နေမှာလေမုံစားလို့ကောင်းလိုက်တာအသားညက်ပေါင်မုံလေးလည်းအရန်ကောင်းတာငါဒီမုံစားပြီးတော့ငါအိတ်တော့မယ်ကဲကမရဲလာအိတ်မနေမအိတ်တော့ဘူးလားလာလာဟဲ့လာခဲ့လာအိတ်ကြမယ်အိတ်ကြမယ်လားလာဟဲ့ကမမလားအမေအိတ်တော့အားလုံးပဲဘိုင်မှာရှေ့ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကြိုင်တော့ subscribe လေးလုပ်ခဲ့ပေးပါအားလုံးပဲဘိုင်